မင်္ဂလာပါရှင်ဒါကတော့မနေ့ကကြက်ချင်တဲတဲ့အဆက်ကလေးပဲဖြစ်ပါတယ်ကြက်ချင်ရေနွေးစိမ်ပြီးအလိုလေးမြုပ်အောင်ဖိထားပါတယ်ဒါကတော့ရေနွေးစိမ်ပြီးတော့ရတဲ့အနေထားလေးပေါ့နော်ရေနွေးကတော့မနဲ့ထဲနဲ့စိမ်ပြီးညက်နေမှဒါရေဆေးပြီးတည်ဖြစ်ပါတယ်ရေဟူကတော့၄-၅ချိန်ရေဖောဖောနဲ့ဖောက်ဖွာဆေးပါတယ်ရှင်ကြက်ချင်တဲဖို့ရအတွက်ကတော့ထမင်းပြောနဲ့စားနေပဲလိုပါတယ်ထမင်းချမ်းကြံရင်လည်းရပါတယ်နော်ဒါရေစစ်ထားတဲ့ကြက်ချင်နဲ့စားကတော့ထမင်းစားစွန်းတစ်စုံခွဲလောက်နဲ့ထမင်းပြောနဲ့ကိုနှံ့အောင်ရောသမမွေအောင်နေပါမယ်ရှင့်ဒါမြင့်ကြီးကတော့ရေနွေးစိမ်ထားရှင်မှာလိုအပ်ချက်ကတော့တွေ့ပြီပေါ့နော်ရေနွေးကနည်းနည်းအေးတဲ့ဘက်ကိုပါသွားအတွက်ကိုကြက်ရွက်ကအားလုံးမဝနေစိတ်နာလည်းရှိတယ်ပြီးပြီဆိုရင်ကိုကကြတော့အဲ့လိုမျိုးဖြစ်တယ်ဆိုရင်နေလန်းထားခဲ့လို့လည်းရတယ်ပေါ့ရေနွေးစိမ်ပြီးနေလန်းထားခဲ့လို့မြင့်ကြီးကတော့ဒီမှာအလုပ်တစ်ဖက်နဲ့ဆိုနေရလည်းမလန့်ပြဘူးဒီတိုင်းပဲဒါကတော့အခုစားနဲ့ထမင်းပြောနဲ့နေကြည့်ပြီးပြီဆိုရင်အဲ့ရဲ့အရာတောင်ရှာလေးနဲ့ရစ်ကြည့်လို့ရပါတယ်ရှင်နည်းနည်းလေးအငံနည်းနည်းလေးပေါက်တဲ့ဘက်ကိုအများကြီးပေါက်ပြီဆိုလည်းငံစုပြီးစားမကောင်းပါဘူးเนาะနည်းနည်းငံရောင်လေးဖြစ်တဲ့အနေထားမျိုးလေးကိုနေပါတယ်ပြီးပြီဆိုရင်ကိုတဲမဲ့ဘူးအိုးထဲကိုထည့်ပြီးတော့အဲ့ဒီကြက်ရွက်မြုပ်တဲ့ထိရေကိုထည့်ရပါမယ်เนาะကြက်ရွက်ကိုအဲ့ဒီရေမြုပ်အောင်ထည့်ပြီးပြီဆိုရင်အဲ့ဒီအရသာကြက်ရွက်နေထားတဲ့အရသာနဲ့ရေနဲ့ရောသွားအောင်ပြန်ပြီးတော့အဲ့လိုမျိုးလက်ကလေးနဲ့ပြန်ပြီးတော့နေကြည့်ပြီးအရေလေးကိုလည်းရှာလေးနဲ့တို့ကြည့်လို့ရပါတယ်နည်းနည်းငံစူးစူးအနေထားဆိုရပါတယ်ဒါကတော့မြင့်ကြီးတည်ပြီးသွားတဲ့ပုံစံလေးပါနောက်တစ်ရက်မှာတော့ဒါနေလန်းတယ်ပေါ့နော်အေးတဲ့ဒေတာဆိုနေလန်းရပါတယ်